မှာတွေ့တယ် ဟုတ်ကဲ့ကျွန်တော်ကဟိုလေကျွန်တော်10စုနှစ်လောက်ရှိကျွန်တော်အဲ့အသေးစီပုံတော့ဖြတ်တာအခုကိုတည်တာ level 2မှာရင်တော့ဆက်လိုက်ရင်အထာဆောင်မှာ fatty liver ပဲထွက်တာဒါကိုပြောချင်တာကျွန်တော်တို့ဖြတ်ပေးတယ်ဒီကျွန်တော်ဒီညီလိုပဲအထာဆောင်ဆရာကမလေးမှာအဲ့အသေး training ရတာလွန်ခဲ့တဲ့10နှစ်ကတည်းကကျွန်တော်တို့စခဲ့တာအဲ့ဒါကိုဒါပေမဲ့ဆရာကြီးခုမှလည်းပြောတယ်ကျွန်တော်လည်းပြောတယ်ကျွန်တော်ပြောပြတယ်အခုမှ public ကိုဒါကျွန်တော် TikTok ရအောင်မှပြောတာပေါ့ဒါပေမဲ့ကျွန်တော်တို့လုပ်နေတာ10နှစ်ရှိပြီလူတွေကဗျာ fatty liver ဆိုပြိုင်မဲ့နေတာဒါပဲလေဘာတော့ရှိမှာပဲလူတိုင်းရှိတာပဲလူတိုင်းရှိတာဒါပေမဲ့အဲ့ဒါကို level မဖြတ်တော့အခု level 2ဆိုမှခုတည်းမှာစီချိုဖြစ်လာရောအဲ့ဒါကြီးပြောချင်တာလေနောက်ဆက်တယ်ဆရာတို့ဟုတ်တယ်ဆရာရဲ့ဟိုလေသိကြည့်ဒါလိုလူမျိုးသိစေချင်တာကျွန်တော်ဒါဆရာကလေးတယ်ဘာလို့ပြမှာလဲဟဲ့သဘောကျဘူးဟုတ်ကျွန်တော်အမျိုးသမီးက TikTok သုံးခိုင်းတာဟိုကျွန်တော်ကအအဲ့လောက်ကြီးဟာလူတွေကသိပါပဲထင်တာပေါ့မသိကြဘူးဟာအသေးစီပုံတော့ကျမဟိုလေတောင်ပတ်ဝန်းကျင်ကမသိဘူးကျမတို့ပြောတာဟဲ့အဲ့ဒါလည်းနားထောင်နားထောင်ရင်းနဲ့ကိုခံစားရတာနဲ့တက်ကြည့်ရောက်ပဲအသက်40ထက်မျိုးသမီးမျိုးသားအကုန်ဆက်လိုက် fatty liver တော်တော်များများရှိတယ်ရာခိုင်နှုန်း80လောက်ကြီးရှိတယ်ကျမတို့လည်းခါတိုင်းဒီဘာကြောင့်မှတော်တော်ဆင်တယ် fatty liver ပဲ fatty liver ပဲအော်ဖမ်းပါပဲအမလီကိုတော့ပြောလိုက်ဟဲ့ကြက်အသေးမြင့်ကြည့်လိုက်နော်ကြက်လေးဝဝလေးဆိုအစီဖုံးအမြင့်ပါလေဖုံးတာပဲမဝမှာပဲအဲ့ကျွန်တော်တို့ဆိုလည်းဒါချတာကျွန်တော်တို့မိုင်းပဲကျွန်တော်တို့မိုင်းပဲအပြင်ဆရာဝါတယ်ဟိုအမေအပြင်မှာခါတော့မဝဘူးမဝဘူးဆရာကမဝဘူးအထဲမှာဝါတယ်အမကျွန်တော်ဒါ level 1လေဒါ level 1တိုင်းတော့လေကျွန်တော်ဒါဘိန်းလည်းမချက်ဘူးမဟုတ်ဟိုက်ပုံမှန်မိုင်းလေဒီကျွန်တော်အမြင်အမြင်ရှိလို့လေဘာပဲ10လောက်တော့ရှိတာပေါ့ဒါပေမဲ့အဲ့ဒါကိုဟိုပေါ့ပေါင်က200ဖြစ်နေတာဘူးကျွန်တော်လည်းချမှာပါကျွန်တော်လည်းချမှာကျွန်မသားခေါ်လာအောင်ကျွန်မသားလည်းအမကျွန်တော်ဒါကိုကျွန်တော်2ဆိုရင်ကျွန်တော်ချတာတဲတန်မရဘူးတဲတန်ဆိုချရမှာကျွန်တော်မနေ့ကစီးကျွေစစ်တာလေ5.8ပဲရှိတယ်ကျွန်တော်မနေ့ကမှစစ်တာလေမနေ့ကမှစစ်တာဆရာရဲ့ဟိုဝင်ခံရရင်လေဘယ်နဲ့ကော်ဖီကမပေါက်နိုင်ဘူးဆိုတော့ဒါမတောက်ရင်ဟိုလို့အန်ဒီကတောက်တာလေဟိုကြက်ချင်းနဲ့မတ်အဲ့လိုများများပေါ့မနဲ့တစ်ခွက်ပဲတောက်တယ်ကြက်ချင်းနော်ကြားလုံးကကြားမထက်က10စုနှစ်တော့ကြားမစားပြောပြားရည်လေးနေဖြတ်တောက်ရတယ်ပြားရည်တက်ဘူးစီချိုပြားရည်အစ်စ်ကမတက်ဘူးစီချိုအဓိကကျွန်တော်ပြောချင်တာဒီလိုဗျာကျွန်တော်တို့ကမှားနေတာတက်လုံးမှားနေတာတဲစီဖုံးနဲ့တဲစီဖုံးနဲ့ level မဖြတ်တာ level 1ဘာမှဖြစ်ဘူး30ခန်းတော့ဘာမှဖြစ်30အထက်ဆိုရင်တော့ဒုက္ခရောက်အဲ့ဒါစလာမှာလေခုနောက်ပိုင်းအသေးကင်ဆာတွေဖြစ်တယ်ဆိုတာဒါတွေကစလာဆက်ပြီးကြည့်ပါရအပ်ပါအဲ့ဒါ